မင်္ဂလာမင်းပြိခတ်ပေါင်းလို့ခင်ဗျာဒါတော့အတရားစင်ထားတာမင်္ဂလာရှိစွာမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းချွေးဆက်တော်ရပါတယ်ဒီနေ့ဒီဟာသူတော်မမဏိစေဖိတိတော်မင်္ဂလာသတင်းခန္ဓာမှာမင်္ဂလာဖိတိကမှုဖြစ်ကျွန်တော်ကိုပြုံးအန်ရောရဲ့အမှာဇတိမင်္ဂလာရှိစွာနဲ့ပါဝင်လို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့နိုင်ငံတော်ဒေသရှင်ဖိုးတောက်ကြတဲ့အတူဂီတမန်တိုင်းသားပုံတိုင်းမင်္ဂလာဆိုင်တော်မင်္ဂလာမှာမင်္ဂလာမှုပြုပေးသွားမှာပဲဖြစ်ပါတယ်။ထဝလာတစ်ခွင်ဘဝခါဒီကြောပေးပြီးဖြစ်ဒီချက်ဒီငါဝေကတက်နေသူရိန်ပုံရှင်းတို့ဂုံသိန်းကြီးလေးရောင်းလန်းဖိဖိကြီးတွေပါတော့ဗိဒိတ်တော်မင်္ဂလာခံယူမိအမျိုးကောင်းသားမင်္ဂလာတို့သားပေါင်းရှင်းတင်သူမာတာပိဋကမိနေဖာများဖြစ်ကြပါတော့သူဓမ္မမဏိဇောတတရာဦးထွန်းထွန်းလေးအကယ်ဒမီမျိုးတန်တာထွန်းတို့ဦးဆောင်၍สุดาอยากเป็นเช่นအခါရပြရှိကိုလိုတဲ့ကြည့်ပြဤမင်္ဂလာသတင်းစီချင်းပါရမင်္ဂလာဘုံထားလာတော်လေးချီထုံးပြောင်းကိုရောရောက်ဖြင့်ကြောရောက်တော်မူပါရဲ့ပြိဖိတ်လျှောက်ထားအပ်ပါသည်ရွှေဖုံးတော်သခင်ကိုရောမြတ်ကြီးဖရာ